မင်္ဂလာပါရှင်ရဲဘော်အဖန်ရဲ့ရင်ဖွင့်ခန်းစားတက်တွင်းစကားအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှလည်းတက်ထဲမှာဖြစ်ပျက်နေတဲ့အခြေအနေတွေနင်းနာမှုတွေကိုကိုစားပေးပို့ထားတဲ့စာတွေကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ခုအနေနဲ့ကတော့တက်မိသားစုတွေရဲ့ရပိုင်ခွင့်ကိုချုပ်ကင်ကန့်သက်နေတဲ့ခမာယာ220ကတရင်မှုရဲ့ဇနီးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ကရကတကိုကဲမှုအောက်တမ17လောက်ခန့်ခမရ220တရင်ကစစ်တီတူပါကျွန်တော်တို့တက်ရဲ့ယာယီတရင်မှုဘုံမှုကျော်မျိုးတန်းရဲ့ဇနီးဒေါ်ခိုင်ခိုင်ဆိုးဟာသူ့ကိုကြိုးပဲသူကြည်ပါတယ်စစ်တီမိသားစုတွေရဲ့ရပိုင်ခွေဖြစ်တဲ့စန္ဒခဝါဈေးကိုမပေးသလိုတက်မတော်ကထုတ်ပေးတဲ့အာမီရန်ကိုလည်းအပြင်ကိုရောင်းစားပါတယ်တရင်မှုအဆင့်တို့အတွက်ဘယ်ကရလို့လို့ရမလဲပြောပြီးစစ်တီတွေစီကနေငွေကြေးဖြတ်တောက်ပါတယ်တရင်မှုအဆင့်တို့အတွက်ဆိုပြီးစေုံပြရမယ်စစ်တီတွေကိုတောင်တက်ကားမပေးဘဲ YBA 100နဲ့ပို့ခိုင်းပါတယ်သူ့အတွက်စီမကြံမှာဆိုလို့စစ်တီတွေကြမ်းမာရေးဖြစ်လို့စေုံပြဖို့သွားရမယ်ဆိုရင်တော့ချုပ်ချယ်ကန့်သက်ထားပါတယ်အခုလိုမျိုးတက်မိသားစုဝင်တွေရဲ့ရပိုင်ခွင့်ကိုချုပ်ကင်ကန့်သက်နေတဲ့ယာယီတရင်မှုရဲ့ဇနီးကိုစစ်ဆေးအရေးယူပေးဖို့တင်ပြချင်ပါတယ်ဒါကတော့ခမရ220ကစစ်တီတယောက်ရေးသားပေးဖို့တိုင်ကြားလာတာပဲဖြစ်ပါတယ်ဒီမှာသူပြောရတဲ့မှာ ਨੇ သတိရသွားလို့ပေါ့နော်ညီမတို့အာမီရန်ကိစ္စပေါ့နော်ညီမတို့တက်တွေမှာအာမီရန်မှမဟုတ်ဘူးတခြားရိတ်ခါတွေပေါ့နော်ဒီရိတ်ခါရဲ့ရပိုင်ခွင့်စစ်တီတယောက်ရဲ့ရပိုင်ခွင့်ဒါတွေရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်တန်တက်တွေမှာရိတ်ခါသွားထုတ်တဲ့အခါဒီအာမီရန်ဆိုလဲသူ့ရဲ့တတ်မှတ်ထားတဲ့အတိုင်းပေးရမယ်တောက်တဲ့သူလည်းရှိတယ်မတောက်တဲ့သူလည်းရှိတယ်ဒါပေမဲ့တောက်ဒါရပိုင်ခွင့်အနေနဲ့ပေးရမယ်ဟာဆိုပေမဲ့တကယ်တန်ဒီအောက်တက်တွေအနေနဲ့ဆိုလို့ရှိရင်မပေးဘူးပေါ့နော်တက်မှုတွေရဲ့သူ့ရဲ့လုပ်ပိုင်ခွင့်တွေကလို့ဒါတွေကိုစုပြီးပြီးအကုန်လုံးအပြင်ရောင်းစားလိုက်တာပေါ့နော်တလားတစ်ခါပေးရမယ်ဟာဆိုမပေးဘဲနဲ့3လမှတစ်ခါလောက်အပေးပြပြီးတော့အထက်ကပဲမပေးတယ်လို့လည်းတကယ်တန်တော့ပေးတဲ့ဟာတွေကိုစုပြီးသူတို့ကအပြင်အရသားတွေစီကိုပြန်ရောင်းချတဲ့ဖြစ်စဉ်မျိုးတွေဒါမျိုးတွေညီမတို့ကြားသိခဲ့ရတာတွေရှိတယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းဒီသူတို့အတွက်ဒီတရင်မှုအဆင့်တို့ဖို့အတွက်သူတို့အထက်ကိုဂါရမယ့်ကိစ္စမျိုးတွေရှိကောင်းရှိနိုင်တယ်ပြီးရင်သူတို့အတွက်မကြင့်ကြအောင်လို့ဆိုဒီမိသားစုတို့ရဲ့ကျန်းမာရေးကိစ္စကိုတော့မှသူတို့ကန့်သက်ထားတာတွေကိုသူအနေနဲ့ပြပြပေးသွားတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ငွေကြေးရဖို့ပဲလုပ်နေတဲ့လာဆခငါတက်မှမှုရဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ကလေချောင်းရံတက်မှလာဆခငါကိုကဲမှုအောက်တရင်ကစစ်တီတူပါလာဆခငါတက်မှမှုဖြစ်တဲ့ကိုကျုပ်ဇော်ဟင်းကြိုင်ဟာယာရုမတက်တော့ပတ်စံပဲဖိရှာနေပါတယ်လာအောက်ကိုလုံးဝမကြည့်ပါဘူးနေမြေလုံခြုံရေးစခန်းနေဆိုရင်သူ့ကိုတစ်လ9သိန်းနဲ့သူ့ကားစီဘူးဆိုပြီးတစ်လ2သိန်းပေးရပါတယ်ပတ်စံကိုသူ့တပည့်ဘုံမှုဆိုးလဲနာကလိုက်ကောက်ပေးပါတယ်ကေပေးဝေပေးနဲ့လက်မခံပါဘူးတက်တေကြမ်းမှာဆိုလို့လူလွတ်ပြီးကောက်ခိုင်းတာပါပတ်စံပို့ပေးနိုင်တဲ့သူခရော့ကြီးဆိုပြီးပို့ပေးနိုင်တဲ့အရာရှိတွေပဲလုံခြုံရေးစခန်းကိုရောက်လာတဲ့အဲ့ဒီလိုအရာရှိတွေကလက်အောက်ကိုလုံးဝမကြည့်ပါဘူးတက်မှမှုကိုပေးဖို့အတွက်တရင်မှုကိုပေးဖို့အတွက်နဲ့သူတို့အိတ်ကက်ထဲထည့်ဖို့အတွက်ပဲလုပ်ပါတယ်ဘုံမှုဆိုးလင်းအောင်ကလာဆခငါတက်မရဲ့စေဦးစီဒုတိယတန်းA2ပါလက်ရှိမှာရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲမှာတက်မတော်သားကိုယ်စားလှယ်ပါအစည်းအဝေးရှိတဲ့ရက်လောက်ပဲလွှတ်တော်ကိုသွားပြီးကျန်တဲ့ရက်တွေကဗိုလ်ချုပ်ဇော်ဟင်းကြိုင်ရဲ့ကိစ္စတွေကိုလိုက်လုပ်ပေးနေတာပါတက်မဟုဗိုလ်ချုပ်ဇော်ဟင်းကြိုင်မှာလုံခြုံရေးစခန်းတွေကြီးကပတ်စံတွေရတဲ့အပြင်သူ့ပိုင်းနဲ့လောင်းကစားဂိမ်းဆက်တွေနဲ့ဆိုင်ဖွင့်ထားပါတယ်တက်မနဲ့ကလျက်ရှမ်းကုန်းရွာထဲမှာဖွင့်ထားတာပါစစ်စီရေးခက်ခဲကြမ်းတမ်းတဲ့နေရာတွေကိုဆေးလို့ရင်လဲသူ့ကိုကြော်ချင်း9သိန်း10သိန်းလောက်ကြော်ရင်ဘယ်တော့မှမလွတ်ပါဘူးမပေးနိုင်တဲ့သူတွေကိုပဲအခါခါဆေးလွတ်ပါတယ်လေးလပြည့်စခန်းချင်းဆိုရင်လည်းမချင်းပေးပါဘူးတရင်အတွင်ပြန်ခေါ်ပြီးရင်လုံးဝအနာမပေးပါဘူးမတရားအမိန်ပေးပြီးဆေးလွတ်ပါတယ်လက်အောက်ကအခက်အခဲကိုဘယ်လိုပဲတင်ပြခယူးမဆိုင်ပါဘူးတမတစ်ခုလုံးရဲ့ခေါင်းဆောင်ကအဲ့ဒီလိုလှုပ်ပြနေတော့သူ့လက်အောက်မှာရှိတဲ့တရင်မှုတွေကလည်းလှုပ်ချင်တာလှုပ်ကြပါတယ်ခံနေရတာကလက်အောက်ကစစ်တီတွေပါအခုလိုမျိုးပတ်စံရဖို့ပဲတီးထင်တိုင်းကျဲနေတဲ့တက်မှမှုဘိုးချုပ်ဇော်ဟင်းကြိုင်ကိုအရေးယူပေးနိုင်ဖို့လာဆခငါလောက်ခန့်တရင်တွေကစစ်တီတွေကိုစားရင်ဖွင့်တိုင်ကြားအပ်ပါတယ်ဆိုပြီးတော့လေချောင်းရံတက်ကစစ်တီတူကရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့ဒီတချို့တက်တွေကဒီတက်မှမှုတွေတက်မှုတွေသူတို့တွေကဆိုယာတို့မတိုးနိုင်တော့ဘူးပေါ့နော်ယာတို့မတိုးတော့ဘူးဆိုလို့ရှိရင်သူတို့ငွေရှာလို့ရတဲ့ငွေရှာကောင်းမဲ့တက်တွေကိုဆေးလွတ်တာမျိုးလုပ်တယ်ဒါပေမဲ့ဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီငွေရှာတဲ့ကိစ္စကတုံတန်နဲ့မဟုတ်တော့ဘဲနဲ့တွေးသမျှဂိတ်တွေလုံခြုံရေးစခန်းတွေအများကြီးချပြီးအဲ့ဒီဂိတ်တွေကနေပြည်သူတွေစီကနေပဲပြန်ပြီးတော့ပတ်စံတွေအတင်းတောင်းခံပြီးတော့သူတို့အိတ်ကက်ထဲထည့်တယ်သူတို့ဒီတက်ကနေအနားယူသွားလို့ရှင်ချမ်းသာဖြစ်ဖို့အတွက်အလုပ်ဆောင်တာတွေဒီအရာရှိတွေကနေပြီးတော့လှုပ်ဆောင်ပြီးလက်အောက်ကိုပြန်ပြီးစေခိုင်းတာတွေတချို့တက်တွေဆိုလို့ရှိရင်ဒီတတ်မှတ်ထားတဲ့ပတ်စံမပါလာလို့ဆိုပြီးတော့တော့ဒီစစ်တီကိုရလှုပ်ချင်တာမျိုးစစ်တီတွေအနေနဲ့မလှုပ်ချင်တော့တဲ့အတွက်ညီမတို့ပြန်ပြီးတော့ဒီရင်ဖွင့်လာတဲ့ကိစ္စတွေ
လည်းညီမတို့ကြားသိထားရတာရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေခိုင်းစေတဲ့အခါမျိုးမှာပြည်သူလည်းခံရတယ်သူတို့ကတော့သူတို့အကျိုးအတွက်လုပ်တယ်ဆိုပေမဲ့ဒီတိုင်းသာဆက်သွားနေမယ်ဆိုလို့ရှိရင်ဒီတက်ကြီးတရက်လုံးကအရေးရှိမှာကောင်းလာနိုင်မဲ့အလားအလာမရှိဘူးဆိုတော့ဒါတွေကိုပြုပြင်ဖို့လိုတယ်ဒီလိုမျိုးကောက်နေတာတွေပြည်သူတွေကိုအနိုင်ကျင့်နေတာတွေပြည်သူတွေစီကနေပြန်ကောက်နေတာတွေပြီးရင်ဒီကာလရှည်ကြာဒီစစ်စစ်ထွက်နေရတဲ့စစ်တီတွေရဲ့အခြေအနေတွေကိုလည်းပြန်ပြီးစစ်စစ်တက်မှတ်ပေးဖို့လိုနေပါတယ်လက်ထိုးလိုက်တိုင်းဒီလူကမသွားရဘူးဆိုလို့ရှိရင်ကျန်တဲ့မထိုးနိုင်မင်းနဲ့ဒီစီးပွားရေးအဆင်မပြေပဲဒီတက်ကိုပဲမိခိုနေရတဲ့စစ်တီတွေမိသားစုဝင်များတဲ့စစ်တီတွေအတွက်ကတော့ခံပတ်ကြီးပဲဖြစ်နေမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့အကျဉ်းသားတွေကိုနှိပ်စက်ခေါင်းပုံဖြတ်နေတဲ့အင်းစိန်ထောင်မှုရဲ့အကြောင်းပဲဖြစ်ပါတယ်အင်းစိန်အကျဉ်းထောင်တွင်းကထောင်ပိုင်ဒုတိယဗိုလ်မှူးကြီးဇော်မင်းအောင်ရဲ့အကျဉ်းပြခြားစားမှုတွေနဲ့အကျဉ်းသားတွေအပေါ်နှိပ်စက်ခေါင်းပုံဖြတ်နေတာတွေကိုတိုင်ကြားခြင်းပါတယ်ထောင်ပိုင်ဒုတိယဗိုလ်မှူးကြီးဇော်မင်းအောင်ဟာစစ်တပ်အသွင်ပြောင်း DSA 46ကပါအချုပ်သားတယောက်ရောက်လာရင်နေရာဝယ်ခိုင်းပါတယ်။ကျွေးတော့လဲနိုင်ငံတော်ကကျွေးတဲ့ထမင်းနဲ့ဟင်းကိုတောင်စုပ်ပြက်တက်နေအောင်ကျွေးပါတယ်။ပတ်စံရှိတဲ့အချုပ်သားဆိုတမျိုးဆက်ဆံပြီးမရှိတဲ့အချုပ်သားဆိုတမျိုးဆက်ဆံခံရပြန်ပါတယ်။နေရာဝယ်တာကအစအလုပ်ကိစ္စအထိအစုံငွေပေးမှလုပ်ပေးပါတယ်။ထောင်ဝင်တန်းတွေကအစထမင်းဟင်းရောင်းတာပါ။မတန်တဆရောင်းတာပါ။လားစင်ကြီးဆိုပြီးလဲပေးရပါသေးတယ်။အဲ့တွေ့လာရင်လဲသူတို့ကိုတဝက်ပေးပြီးမှကြံတဝက်ကိုထောင်သားတွေကိုပေးပါတယ်။ပတ်စံရှိတဲ့သူတွေဆိုသူတို့ကိုယ်တိုင်ကဖုံးဆက်သွယ်ခိုင်းပေးလိုလာလာကိုအကျင့်ပြက်ခြားစားနေတာပါတချို့ဆိုအိမ်ကမလာလို့မပေးနိုင်မကမ်းနိုင်တဲ့သူတွေဆိုရိုက်နှက်နှိပ်စက်ခံနေရတာမျက်လုံးကွယ်ရတဲ့အထီကိုရှိပါတယ်အတော်ရက်ဆက်ပါတယ်တရားခံတယောက်ကသူ့ပြစ်ဒဏ်သူကြခံသူ့အလုပ်သူလုပ်ရင်တာဝန်ကျေနေပါပြီဒါကိုမတော်မတရားငွေကြေးတောင်းပြီးပေးနိုင်ရင်တစ်မျိုးမပေးနိုင်ရင်တစ်မျိုးနဲ့အနိုင်ကျင့်မတရားမှုတွေလှုပ်ဆောင်နေတာပါနိုင်ငံရေးအကျဉ်းသားတွေကိုဆိုပို့ပြီးရွေးချယ်အပြစ်ပေးလို့ရှိပါတယ်စစ်ပြေးရဲပြေးနဲ့လာတဲ့သူတွေဆိုရင်ရိုးရိုးပြေးရင်ပြဿနာမရှာပေမဲ့စီရီယန်တွေဆိုအကျဉ်းသားချင်းအတူတူတောင်မျက်နှာငယ်ရပါတယ်အရန်ယုံပါပါတယ်လာစင်ကြီးဆိုပြီးလဲထောင်ထဲမှာတရဝင်းတစ်လကို4000ကျပ်ကောက်ခံပါတယ်တချို့တွေဟာပင်ပန်းကြပါတယ်ကျွန်တော်တို့ကိုချင်းစာလို့ကြွေးချင်ရင်တော့2ယောက်စာလောက်ပဲချိုင်းနဲ့တဲလို့ရပါတယ်တချို့ဆိုကစိုးရရေလုံးပြုံးနဲ့ထမင်းခဲကိုစားနေရတဲ့ဘဝတွေရှိပါတယ်အကျဉ်းသားတွေကိုလူဒန်းသားမခွဲပဲကျွေးလို့ရပါတယ်ထမင်းဟင်းအတန်တိတ်ကောင်းအောင်ချက်ကျွေးလို့ရပါတယ်ဒါပေမဲ့ထောင်ပိုင်မဲ့အကုန်ဖြတ်ယူပါတယ်905နဲ့လာတဲ့သူတွေစီရီယံဝန်ထမ်းတွေဆိုအကြောင်းမရှိအကြောင်းရှာပြီးငွေညစ်တယ်ပါရိုက်နားရိုက်ပြုလုပ်ပါတယ်အဲ့တွေ့ရင်တော့ပတ်စံတောင်းပါတယ်အလုပ်ကိုအစိုးဆုံးတွေကိုခိုင်းပြီးစာနာမှုမရှိရက်ဆက်တာတွေပြုလုပ်ပါတယ်တချို့မိန်းကလေးတွေဆိုရင်သူတို့ဘဝတွေအထီပါပဲမပေးနိုင်မကမ်းနိုင်တဲ့အမျိုးသားဆိုအလုပ်ကိုဖိလုပ်ရပါတယ်မိန်းကလေးဆိုဘဝပါပေးရပါတယ်အတော်အောက်တန်းကြတဲ့လုပ်ရက်တွေကိုလုပ်ပါတယ်အခုလိုမျိုးထောင်ပိုင်ဒုတိယဗိုလ်မှူးကြီးဇော်မင်းအောင်ရဲ့လုပ်ရက်တွေနဲ့အင်းစိန်ထောင်တွင်းကအခြေအနေတွေကိုအများပြည်သူသိရှိအောင်တင်ဆက်ပေးပါဆိုပြီးတော့တာဝန်သိထောင်ဝန်ထမ်းတအုပ်ကရည်သားပေးပို့လာတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ညီမထောင်နေတော့တိတ်ပြီးတော့အများကြီးမဆက်ဆက်ဘူးဒါပေမဲ့ဒီတက်ထဲမှာလည်းအချင်းပြည့်ခြားစားမှုတွေလုပ်ခဲ့တယ်အပြင်ရောက်တော့လည်းဒီလိုမျိုးအချင်းပြည့်ခြားစားမှုတွေဆက်လုပ်တာတွေကိုတော့တခုသတိထားမိတယ်ဒါကညီမတို့ရေးယူစရာရှိတဲ့ကိစ္စတွေကိုကောင်းကောင်းအေးမယူတဲ့အတွက်ဖြစ်တယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဒီကျွေးတယ်မွေးတဲ့ကိစ္စတွေမှာပေါ့နော်သူတို့ဒီထမင်းချက်ရောင်းနေဆိုတဲ့ကိစ္စတွေလည်းတွေ့ရတယ်သူတို့ထမင်းဟင်းချက်ရောင်းနေတဲ့အတွက်ကျန်တဲ့ဒီထောင်သားတွေအတွက်ကျွေးရမယ်ရိတ်ခါလာကြဒါမျိုးတွေကိုပေါ့နော်ဒီရတဲ့တဲ့ဟာတွေကိုသူတို့ကဖြတ်တောက်ယူပြီးတော့ဟိုမစားဖြစ်ဘူးเนาะမစားဖြစ်တဲ့အနေအထားที่ကိုသူတို့ကချက်ကျွေးပြီးတော့ဂျန်တဲ့ဟာတွေကိုသူတို့ကဖြတ်ယူတယ်ပြီးရင်ဒီဂျန်တဲ့သူနဲ့ကပ်ပေါင်းနေသူတို့ခွင့်ရေးပေးတဲ့အနေနဲ့သူကထမင်းဆိုင်ဟင်းဆိုင်ဖွင့်ခိုင်းတယ်ဒီလိုမျိုးကိစ္စမျိုးတွေဒါကတက်သေးတွေမှာလည်းရှိတယ်ဒါတွေကညီမတို့အမြင့်ပြည့်ရမယ့်ကိစ္စမျိုးတွေဖြစ်တယ်ပေါ့เนาะဒီလိုမျိုးရေရှည်ဆက်သွားနေရင်ဒါကောင်းတဲ့အလားအလာတွေမဟုတ်ဘူးဆိုတာကိုဒီနေရာကနေပြောချင်ပါတယ်ဒါကတော့ညီမတို့ရေဘော့အဖန်ကိုပေးပို့လာတဲ့စာတွေကိုညီမအနေနဲ့မျှဝေပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ပတ်ဒီမှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ရဲဘော်အဖိုင်ရဲ့ချက်ပေါက်ကနေတဆင့်စာရေးသားပေးပို့နိုင်ပါတယ်ပေးပို့လာတဲ့သူတွေရဲ့ချက်လက်တွေကိုလည်းညီမတို့ကလှုပ်ဝက်ပေးထားမှာဖြစ်ပြီးတော့ကိုစားနေစဉ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်